အညိုသမီးရဲ့မျက်နှာအေးပြောချလာတယ်။သူမလက်နဲ့အမြုပ်အုပ်လိုက်ပြီးမဲ့ခြေထောက်တီးပါထပ်ပြီးအေးပြောလာပြန်တယ်။သူမအသားအသန့်ထွက်ပြေးဖို့ကြိုးစားခဲ့ပြီးမဲ့ခဏကြာမှပဲတကိုယ်လုံးအသားဆိုင်ကြီးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီအသားဆိုင်ကြီးကစားတောက်ဆိုင်ရဲ့တကားတွေပရင်းပေါက်တွေကိုဖောက်ထွက်ပြီးလမ်းမတွေပေါ်ထိလင်းမြန်စွာဖြတ်နှံ့သွားတော့တာပဲ။မျိုးကန်ဒီလက်ထိတ်လန့်တကြားထွက်ပြေးကြရတယ်။သူမရဲ့တငယ်ချင်းကစိတ်အေးထားဖို့ဖြောင်းဖျားပြီးမဲ့သူမရဲ့အခန္ဓာကိုယ်ကတော့လုံးဝထိန်ချုပ်မရတော့ဘူး။ရုပ်ရုပ်တဲသူကြီးတို့မှပဲကြောင်းကြိုဖို့ကတစည်းဟာကားတစည်းကိုဝင်တိုက်မိသွားတယ်။ကားဆရာကတငါးဖွင့်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပြီးမဲ့မရခဲ့ဘူး။အသားဆိုင်ကြီးကကားနားကိုတဖြည်းဖြည်းနီးကပ်လာပြီအဲ့ဒီအချိန်မှာပဲတမနီလိုအိုင်းရှိတဲ့အမျိုးသားတီလောင်ရောက်လာတယ်သူကကတရာလန်းကိုလက်နဲ့ထိုးဆိုင်ပြီးလမ်းတစ်ပိုင်းလုံးကိုအားနဲ့မတ်လိုက်ကဖြတ်နဲ့နေတဲ့အသားဆိုင်ကြီးကိုပိတ်ဆို့တားဆီးလိုက်တယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးကိုအိမ်ပြန်ခေါ်လာခဲ့ပြီးသူမရဲ့အကြောင်းတွေကိုပြောပြခိုင်းခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမဟာထူးခဲ့တဲ့အလားအပါကြောင့်နာမည်ကြီးမင်းသမီးတယောက်ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့ဒီနေ့မှာရဲယုံရရင်မြွတ်ထဲကိုမတော်ဆက်ပြုတ်သွားပြီးရေထဲကထူးဆန်းတဲ့ဒီက်စင်အခုကိုရှူးမိသွားခဲ့တယ်လူတွေကသူမကိုရေထဲကဆွဲတင်လိုက်တဲ့အခါအားလုံးထိတ်လန့်သွားကြတယ်တယောက်ယောက်ကမှန်ပေးလိုက်မှာပဲသူမရဲ့မျက်နှာအေးပျော်သွားတာကိုသူမတီးလိုက်ရတယ်ဘသူမှသူမကိုတဲ့ရမကြည့်ရကြတော့ဘူးမကြခင်မှာပဲသူမရဲ့ခြေထောက်တွေပါပုံပြက်လာခဲ့တယ်စိတ်ပြက်အားငယ်သွားတဲ့သူမဟာတရုတ်ဆောင်အလုပ်ကိုဆွန့်လွတ်လိုက်ရတယ်အဲ့ဒီနောက်ပိုင်းမှာသူမရနိုင်တဲ့တစ်ခုတည်းသောအလုပ်ကတန်ရှင်းရဲ့အလုပ်ပဲဖြစ်ခဲ့တယ်ပြင်းထန်တဲ့စိတ်ခံစားမှုတွေကသူမရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲစေတယ်ဆိုတာကိုသူမတဖြည်းဖြည်းပဋိထားမိလာတယ်စိတ်ခံစားမှုကိုထိန်းချုပ်မရဖြစ်တိုင်းသူမအင်တာထဲမှာဖုံးအောင်ပြီးစိတ်အေးအောင်ကြိုးစားခဲ့ရတယ်ဒါပေမဲ့သူမဟာရဲယုံလောကထဲကိုပြောင်းဝင်ဖို့မျှော်လင့်နေတော့မှာပဲဒါကြောင့်နာမည်ကြီးဒါရိုက်တာတယောက်စီကိုတွားပြီးရဲယုံမှာပါဝင်ခွင့်ပေးဖို့တောင်းဆိုခဲ့တယ်ဒါရိုက်တာကသူမကိုအပေါ်အောက်အကဲခတ်ကြည့်ရင်သူ့ရဲ့လက်တွေကမတင်တော့တဲ့လိုရက်တွေကိုလှုပ်လာတယ်အမျိုးသမီးကသူ့ရဲ့ရည်ရွယ်ချက်ကိုချက်ချင်းနားနေလိုက်တယ်သူမကသူ့အပေါ်ခွာထိုင်လိုက်ပြီးခန္ဓာကိုယ်ကအသားဆိုင်ကြီးဖြစ်ပြောင်းလဲသွားတော့တယ်သူမပုံမှန်အတိုင်းပြန်ဖြစ်လာတဲ့အချိန်မှာတော့အဲ့ဒီဒါရိုက်တာဟာဒီလိုစကားပြောဗီဒီယိုလေးတွေကိုကြည့်ချင်နေဆိုအပေါင်းလေးနဲ့အသေးလေးပေးခဲ့ပါအောင်နော်